ဒီဟဲမွေးတွေကိုဇေယဝေပြီးချက်တာမဟုတ်ဘူးစင်ယုံလားရှင်ငါတမေပဲဝေချက်တာပါမနစ်မိုးလဲနာနဲ့ငါဟင်းနေတွေ့စားဖို့ကိုယ်တိုင်စိုက်ထားတဲ့အရွေးတွေကိုခူးပါတယ်မုံညက်တစ်ဆောက်ကိုအရင်ခူးလိုက်ပါတယ်ပြီးရင်ငါဟင်းချစ်ထစ်ဖို့မရိုက်ပဲနှုတ်ပါတယ်ခရမ်းသီးလေးငါးလုံးရှိတာရင်းနေလို့ခူးထားလိုက်ပါတယ်အရန်လှတဲ့စုရဲ့ရုံးလီသီးပင်လေးတွေကတီးလာပါပြီခုဖို့အနေတို့ဖြစ်တဲ့နှစ်တောင်းသုံးတောင်းကိုခုလိုက်ပါတယ်ဒီဖိနာလေးမှာလည်းခရမ်းပင်လေးတစ်ပင်ရှိပါသေးတယ်ခရုစိတ်မအားလို့အသီးတွေမသီးတော့ပါဘူးရှင်အမြင့်တွေပုံနေပါပြီရွှေပြုံပွင့်လေးလေးငါပွင့်လေးခုလိုက်ပါသေးတယ်ပြီးရင်ပင်စိမ့်လေးနည်းနည်းလေးခုမယ်ပင်စိမ့်ပင်တွေကတစ်ခါဆက်ရင်နောက်ခါထည့်စိုက်စရာမလိုတော့ပါဘူးရှင်သူ့ဘာသူဘယ်လိုပေါက်တာပါကဲဒါဆိုရပါပြီဒါကတော့စုတို့အခိုးမှုဟင်းကိုလှိုတာပါဒါကငါချစ်တာပါရှင်အခုပကံမှာလောင်းထင်းနေတာကအင်းနာခူးထားတဲ့မကြီးရွက်ကိုစီမပါပေးနဲ့ဝတ်သားကြိုက်ထားတာလေးနဲ့ဟင်းညိုလေးကြိုထားတာပါဒီဖိတ်ကတမဖူးကလည်းသူများလာပေးထားတာပါဒါကမှုဟင်းလှိုပါဒါဆိုရင်အရန်လိုက်ဖိတ်တဲ့ဟင်းအမေတွေရပါပြီရှင်ဆက်ကြပါအောင်ရှင်ကိုယ်တိုင်စိုက်တဲ့အသည့်ရွေးလေးတွေခူးစားရတာကမြများလေးစားရတယ်ငွေကုန်လေးတက်တာပါတယ်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ရှင်